လူလေးတို့ဘယ်သွားကြလို့လဲဟုတ်ဆောင်ကိုကညာဘက်အပြင်သွားတဲ့ခါပေါ့နော်ညာဘက်အပြင်သွားတဲ့ခါတစ်ခုခုကိုတွေ့ရဆိုလို့ရှိရင်အဲ့ဒီအိယာကိုဘယ်တော့မှသိချာမစူးစမ်းပါနဲ့ပြီးရင်ဘာကိုဘာတွေ့ခဲ့တယ်ဆိုတာကိုသူများကောင်မပြောပြပါနဲ့ဒီအကြောင်းအရာလေးကကြတော့ဖြိုးရဲ့အတိအကိုတယောက်ကနေပြီးတော့ဖြိုးကိုပြောပြထားပြီးရဲ့အကြောင်းအရာလေးဖြစ်ပါတယ်အကိုတို့အဲ့အတိအကိုတို့ကပေါ့နော်သူ10တန်းကျောင်းသားဘဝတုန်းကသူတို့ရဲ့ရွာသူတို့ရန်ကုန်ကမဟုတ်ဘူးသူကရွာစာတိတဲ့ရွာလဲဆိုတော့သူမပြောပြတော့ဘူးเนาะအဲ့ဒီရွာကနေပြီးတော့အဲ့ရွာမှာသူတို့တွေက10တန်းကျောင်း10တန်းပေါ့နော်10တန်းကျောင်းတက်တယ်10တန်းကျောင်းသားဘဝ10တန်းကျောင်းသားဘဝမှာသူတို့တွေကညဘက်စာကြဝိုင်းနေမှာစာသွားကြကြရင်ညဘက်ဆိုလို့ရှိရင်စာကြဝိုင်းကြီးရှိတယ်အဲ့စာကြဝိုင်းနေမှာစာသွားကြတယ်စာသွားကြပြီးတော့အပြန်ပေါ့နော်အပြန်ရင်သူတို့တွေကညဘက်ဆိုရင်10နာရီခွဲ17နာရီလောက်မှသူတို့ရပြန်ကြတယ်အဲ့ဒီအချိန်မှာအဲ့ဒီနေ့မှာသူ့တငယ်ချင်းတယောက်ကနေပြီးတော့သူ့ကိုငါ့ကိုကွာလိုက်ပို့ပေးပါအိမ်လိုက်ပို့ပေးပါဒီနေ့ငါတို့ကပြန်နေစပိန်နဲ့ပဲပြန်ကြတယ်ဒီနေ့ငါစပိန်မပါလာလို့ဘိန်းပေါက်နေလို့ငါ့ကိုစပိန်နဲ့လိုက်ပို့ပေးပါဆိုတော့တောင်းဆိုတာသူကစိတ်ထဲမှာတော့နည်းနည်းတော့ထင်လိုက်တယ်။အဲ့လဲဆိုတော့အကိုကအဲ့အရာတွေအဲ့လိုအရာတွေသူကနည်းနည်းပါသိတယ်သူဟိုဟာဖြစ်တယ်ပေါ့နော်။ကြောက်တတ်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီသူ့ရဲ့တငယ်ချင်းရဲ့အိမ်သူ့အိမ်ကလည်းသူတို့အိမ်ကလည်းပေါ့နော်။သူတို့အိမ်ကိုသွားတဲ့လမ်းကလည်းနည်းနည်းလေးပေါ့နော်။သူအရန်ပြက်တယ်ဘယ်လိုခေါ်မလဲ။သူတို့အဲ့လမ်းတစ်လျှောက်မှာစိုက်ပျိုးရေးခင်းတွေလယ်ကွက်တွေအဲ့လိုမျိုးတွေပဲရှိတာများတယ်။အဲ့ဒီတော့ကြောင့်မလို့ तू ကနည်းနည်းတော့ဇဝေဇဝါနဲ့ပေါ့နော်ငါလိုက်ပွင့်ကောင်းတော့ပွင့်နေမှာဒါတငယ်ချင်းကလည်း तू အကူကြီးတောင်းနေတဲ့အတွက်ကြောင့် तू စပိန်နဲ့လိုက်ပို့ပဲနဲ့ तू က तू လမ်းလျှောက်တယ်ဆိုရင်ပို့ပြီးတော့တိုးသွားလိမ့်မယ်အဲ့တော့ကြောင့်မလို့ तू ကအေးငါလိုက်ပို့ပေးလိုက်ပါမယ်ကွာဆိုပြီးတော့ तू ကနေပြီးတော့ तू လိုက်ပို့ပေးတယ် तू လိုက်ပို့ပြီးတော့ तू တို့ရာ तू ပြောတဲ့အတိုင်းပဲပေါ့နော်အဲ့လမ်းကြီးကလုံးဝမှမှောင်မဲပြီးတော့မှဘယ်လိုခေါ်မလဲခြံနေကြီးပဲကွာအဲ့လမ်းတစ်လျှောက်လုံးမှာစိုက်ပျိုးရေးခြံနေလေကွက်တွေအဲ့လိုမျိုးတွေပဲသူတို့ဖက်ကြော်လာတယ်။တနေရာလဲရောက်တော့အဲ့မှာအဖွားကြီးတယောက်ကိုသူတို့တွေကနေပြီးတော့အဲ့လမ်းဘေးမှာပေါ့နော်လမ်းဘေးမှာတွေ့တယ်။အဲ့အဖွားကြီးကခါကြီးကကုန်းကြီးနဲ့အင်ကြီးအဖြူရောင်ဝတ်ထားတယ်ခါကုန်းကြီးနဲ့ထမိန်ကလည်းပေါက်ပြဲနေတဲ့ထမိန်ကိုဝတ်ထားတယ်။ဝတ်ထားပြီးတော့အဖွားကြီးကခါကြီးကုန်းပြီးတော့မတည့်ရက်နေတဲ့စပင်းကြီးကလုံးဝစုအဖွားကြီးနဲ့စပင်းဖြူပြည့်နေအဲ့မှာရုတ်တရက်ကနှစ်ယောက်စလုံးရုတ်တရက်ကြောက်လန့်သွားတာပေါ့နော်လန့်သွားပြီးတော့စပိန်နေထလာတယ်အဲ့ချိန်မှာအရှိမအကိုကစပိန်နေနေအနောက်မှာသူတငယ်ချင်းကထိုင်လိုက်လာတယ်သူကနေပြီးတော့တငယ်ချင်းကိုပြောင်းမြင်လိုက်လားအဲ့လိုမျိုးပေါ့နော်မြင်လိုက်လားဆိုတော့အဲ့လိုပဲပြောလိုက်တော့တငယ်ချင်းကလည်းမြင်လိုက်တယ်မြင်နေမှုဆိုငါတို့နောက်ကိုလိုက်လာအောင်မယ်နော်ဆိုတော့အဲ့လိုမျိုးပြောလိုက်တယ်နဲ့ချက်ချင်းပြေးကြတယ်သူတို့စပိန်နောက်ကနေပြီးတော့မှပြေးပြီးတော့မျိုးလိုက်လာတဲ့ခြေတံကြတာခြေတံသူတို့ကွာသူတို့လက်ကတတိယလမ်းမဟုတ်ဘူးဘယ်လိုကောမလဲမြေရကြတော့မိုးရင်းဆိုလို့ရှိရင်မြေပြော့မြေဘက်ဆိုလို့ရှိရင်တဲပုံစံမျိုးတဲဆိုတာအရန်တဲမဟုတ်ဘူးကွာအဲ့လိုမျိုးမြေရနည်းနည်းပြော့ပုံစံမျိုးအဲ့လိုနေရာမျိုးမှာလိုက်လာတဲ့ခြေတံကမှလုံးဝအောင်မှာကွာဖုတ်ဆိုအဲ့လိုမျိုးအတန်ကြီးလိုက်တာဖုတ်အဲ့လိုမျိုးလိုက်တာ